မှဘယ်သူတွေလဲ E-I-O-U. Sure A E I O U Okay very good ကဲသူရဲ့က9ယောက်ကသူတို့ရဲ့ကိုယ်ပိုင်အတန်တွေရှိတယ်အဲ့ဒီသူတို့ရဲ့ကိုယ်ပိုင်အတန်တွေကအဲအေအောအအေအောokay အေး AEIOU သူရဲ့က9ယောက်ကကိုယ်ပိုင်အတန်တွေရှိတယ်ဒါပေမဲ့ထူးခြားချက်တစ်ခုရှိတယ်အဲ့သူတို့တွေကတယောက်ယောက်မှာအမွှာညီအကိုရှိနေတယ်ဘယ်သူလဲအမွှာညီကိုရှိနေokay အီးလေးကအမွှာညီကိုရှိဒါပေမဲ့ကျန်တဲ့သူတွေကတော့ပြုံးရွယ်လို့အဲ့ဒီသူ့မှာဘာမပါဘူးလေno စပင်မပေါက်ဘူးဖြစ်နေအဲ့တော့ဘာကရုံပြောင်းလေးဖြစ်နေဟုတ်လားစပင်မပေါက်ကရုံပြောင်းအီးလေးဖြစ်နေတယ်အဲ့တော့လေကရုံပြောင်းအီးလေးဖြစ်နေရောကရုံပြောင်းအီးလေးဖြစ်နေတာပေါ့အမွှာညီကိုအီးလေးကအဲ့ဒါနဲ့သူ့လေးဝိုင်းပြီးတော့မှလှောင်ပြောင်ကြတယ်သူကျန်တဲ့သူတွေကကျန်တဲ့သူတွေကဝိုင်းပြီးတော့လှောင်ပြောင်တော့သူများမှာအဲ့လိုအားနေချက်ရှိရင်ကိုကအဲ့လိုမျိုးသူများစိတ်ဆင်းရဲအောင်လှောင်ပြောင်ရမှာလားလုပ်ရမှာလားလို့မလုပ်ရဘူးเนาะသူတစ်ပိုင်းအားနေချက်မလှောင်ပြောင်ရဘူးเนาะအဲ့တော့သူတို့တွေကတဲ့အီးလေးကိုငါတို့ဖွဲ့နဲ့မနေနဲ့ဆိုပြီးတော့မှနှင်ထုတ်လိုက်ကြတယ်เนาะအဲ့တော့တငယ်ချင်းတွေရောသူ့ရဲ့အမွှာညီကွာနဲ့သူ့မကာကွယ်ပေးနိုင်ဘူးမဆောက်ရှောက်ပေးနိုင်ဘူးအဲ့ဒါနဲ့တငယ်ချင်းတွေကလည်းဘဝိုင်းအနိုင်ကျင့်ပြီးတော့ဘယင်ကြီးမသိအောင်လေတောတဲ့ကိုသွားငါတို့နဲ့တူမနေနဲ့နင်ကစပင်လဲမပေါက်ဘူးကရုံပြောင်းကြီးအဲ့တော့နော်အဲ့ဒါနဲ့အီလေးကလေဝမ်းနေပြီးတော့မှငိုပြီးတော့မှထွက်ခဲ့တယ်တော်တယ်အဲ့လိုနဲ့တောအုပ်ထဲကိုလည်းရောက်သွားရောနော်ရေစားလိုက်တာမောလိုက်တာဆိုပြီးတော့ရေလေးသွားတောက်နေအဲ့ဒါနဲ့တစ်ပင်အောက်မှာအနားယူနေတော့ဘာလေးသွားတွေ့တယ်ကလေးလေးတယောက်ပါဖြစ်နေကလေးလေးတယောက်ပါဖြစ်နေတယ်ကိုနေတယ်အဲ့ဒါနဲ့ငါနဲ့မဆိုင်ပါဘူးသူကိစ္စသူ့ကတော့ငိုပါစေငါလည်းစိတ်ညစ်နေတာဆိုပြီးတော့ဒါမဲ့အီလီကအဲ့လိုမထွက်သွားဘူးတဲ့နော်ကဲငါစိတ်ညစ်တယ်လို့သူများလည်းစိတ်ညစ်နေတာအဲ့တော့ငါလည်းဗာကူညီပေးရမလဲသူများဟိုသူကမေးလိုက်တာကလေးလေးကိုမေးလိုက်တာဟေးငါဘာကူညီပေးရမလဲဆိုတော့ကလေးလေးကသူ့တငယ်ချင်းနေနဲ့အဖော်ကွဲပြီးတော့နော်အဖော်ကွဲပြီးတော့မှတော်ထဲမှာမျက်စိလည်းလမ်းမားနေတာအဲ့တော့တငယ်ချင်းတွေကိုပူရှာပေးမယ်ဆိုပြီးတော့လမ်းပြောင်းနေတဲ့ကလေးလေးကိုသူကနော်သူရဲကောင်းဆိုတော့လမ်းနေရှာတတ်တယ်အဲ့တော့ကလေးလေးကိုကူညီပေးတော့မယ်ကဲအဲ့နဲ့အဲ့ဒီကလေးလေးကသူ့တငယ်ချင်းတွေနဲ့ပြန်တွေ့ပြီးအိမ်ကိုပြန်သွားရောအဲ့ဒါနဲ့အဲ့ဒီဖြစ်ပျက်တွေကိုကြည့်နေတာကောင်းကင်ဘုံကနတ်မင်းကြီးရှိတယ်မင်းကြီးကနေမှာဒီလက်ထက်အီးလေးကသူ့တပားကိုကူညီတတ်တယ်သူ့မှာဒုက္ခရောက်နေတာနန်းတော်ကနေနှင်ထုတ်ခံရတာဒါပေမဲ့သူ့တပားကိုဒုက္ခရောက်နေတဲ့သူကမလောင်ပြောင်တဲ့အပြင်ကူညီပေးတယ်အခုလိုစိတ်ထားဖြူစင်တဲ့လက်ထက်အီးလေးကိုငါကူညီပေးမယ်ဆိုပြီးတော့မော်ဆရာကြီးခံဆောင်ခဲ့ရကဲကြောလက်ထက်အီးလေးမင်းရဲ့စိတ်ထားဖြူစင်တော့ငါမင်းကိုဆုချီးမြှင့်တာဆိုပြီးတော့မှဖာလေးပေးလိုက်မော်ဒုတ်တန်လေးနော်မော်ဒုတ်တန်စွားနေပိုင်နဲ့မော်ဒုတ်တန်လေးနဲ့မော်အထုတ်ကလေးပေးလိုက်ပြီးကဲအခုကရုံပြောင်လေးဖြစ်သေးလားစတိုင်ကြောက်သွားပြီเนาะအယောင် smart ကြောက်သွားပြီမော်ဆရာဖြစ်သွားလို့ magic e မော်ဆရာ e လေးဖြစ်သွားပါပြီเนาะ magic e လေးဖြစ်ပါတယ်အဲ့တော့မော်ဒုတ်တန်လေးတွေမော်အုတ်ထုတ်လေးတွေရဲ့အစွမ်းနဲ့သူကခုချိန်ကစပြီးတော့အစွမ်းနေပိုင်သွားပြီเนาะဒါကြောင့်သူ့နာမည်ကိုရိုး e မဟုတ်တော့သူဟာ magic e သူများရဲ့အတန်တွေကိုပြောင်းလဲနိုင်တဲ့အစွမ်းနဲ့ရသွားပြီကဲဒါဆိုရင် magic e လေးကဘယင်ကြီးကို sorry နတ်မင်းကြီးကိုနှုတ်ဆက်ပြီးတော့မှပြန်ခဲ့ပြီသူ့ရဲ့တိုင်းပြည်ဟိုကောင်လေးငါနဲ့တွေ့ပြီကွာငါ့ကိုနေထုတ်တဲ့ကောင်လေးကိုပြန်ပြီးတော့ပညာပေးရသူတို့မော်အစွမ်းနဲ့ပြန်ပြီးတော့သူတို့တွေကိုငါပြန်ပြီးတော့ပညာပေးမယ်အဲ့တော့ချစ်ပြောပြချင်တာလေဒီ magic e လေးကလေဟိုမှာမော်ဒုတ်တန်လေးရသွားပြီเนาะအုတ်ထုတ်ကလေးစားပြီးတော့မော်ဒုတ်တန်လေးနဲ့
more အစွမ်းနေရမှာအစွမ်းရသွားတဲ့ magic e လေးရတဲ့သူ့အစွမ်းကဘာလဲဆိုတော့ short vowels to the long vowel sounds magic e လေးက short vowel အတန်တွေသူတို့ဟိုကောင်နေသူရဲကောင်း9ယောက်ပိုင်နဲ့a ဆိုရဲသူရဲကောင်း9ယောက်ပိုင်နဲ့ short vowel sounds တွေကို can change to the long vowel sounds long vowel တွေအဖြစ်အတန်ကိုပြောင်းပေးနိုင်တာအဲ့တော့ကလေးလေးတွေက channel ရှိမှကျအချိန်ကြီးမေးခဲ့ဘူးတဲ့ what are the short vowels are a o a okay a လို့ခေါ်တဲ့ short vowel လေးတွေဟာတဲ့နောက်က magic e ဝင်လာပြီဆိုရင်သူတို့ရဲ့ short vowel အတန်ကိုထွက်လို့မရတော့ဘူးเนาะသူတို့ magic e ကလေလာပြီးပညာပေးပြီးမော်တုတ်တန်နဲ့ဘွမ်းဆိုတို့ချပဲရွှင်ခွန်းဆိုတို့ချပဲအဲ့လိုမျိုးတိုးလိုက်ပြီးဆိုတာ magic e လေးကမော်တုတ်တန်နဲ့တိုးလိုက်ပြီးဆိုရင်ရှေ့ကကောင်လေးတွေကအတန်ပြောင်းသွားမှာဘယ်လိုပြောင်းမှလဲပြောင်းတဲ့အတန်မခက်ဘူးကလေးတို့တည်ပြီးသား long vowel အတန် long vowel အတန်တွေကတကယ်တမ်းကလွယ်လေးရဲ့ what are the long vowels are a e I o U. okay read again a e I o u ဒါကြောင့် magic e လာပြီးဆိုရင်ခလေးတို့ကအတန်တွေဟာမဟုတ်တော့တင်မရှိတော့ဟဲ့ကောင်ဆိုရင်အတန်မထွက်ဘူးလာခဲ့ a e I o u ဆိုတဲ့ long vowel ပဲထွက်ရမယ် a e I o u ဒါပဲဒါ magic e ရဲ့မော့ okay magic e ရဲ့မော့အစွမ်းကဘာလဲ magic e can change to the short vowel sounds to the long vowel sounds short vowel to the long vowels a e I o u